ကောင်းလေးထားတော့လေဒီခေတ်ကလေးတွေကတော့မလွယ်ပါဘူးဟဲ့ဒီခေတ်ကလေးတွေကတော့ဒီလိုပဲအမေရေအမေမြည်စည်းခွက်လေးအိပ်ပါသေးအမေသားရဲ့နေလေသူ့ဘက်ကနေအဲ့လိုကာစီပြောလွန်းလို့လေအမေမြည်လေးကပြက်စီးနေတာဒီကောင်လေးကတော့လေiPhone မဲ့သုံးမနေနဲ့ဟုတ်ဟဲ့ဘလို့ပုံစံကြီးဝတ်ထားရလဲဒီလိုပုံစံနဲ့ပြင်သွားမလို့လားဟာဖားလေဒီဘက်ကရဲ့ထားလေငါအခုချိန်မှာလူတိုင်းဒီလိုပဲဝင်နေတာဟာပြောကိုမပြောချင်တော့ဘူးခုခေတ်လူငယ်တွေဘာတွေမှငိုမသိတော့ဘူးဘယ်ချိန်ရှိပြီလဲဟဲ့ကောင်လေးဘယ်ချိန်ရှိပြီလဲလို့ဟာဖားလေဘယ်ချိန်မဲရှိပေါ့အခုတကြံကျွန်တော်လွတ်လပ်လိုက်အေးစိပေးပြောပါဘာလို့အများအားလို့တွတ်လိုက်ပြောနေတာနေရာတကာလိုက်ပြောနေတာကြီးမဟုတ်တော့တာဘာမှမစားရသေးဘူးမလားတာရဲ့ဒီမှာတားဖွားတားအတွက်ကြီးအိုးတွေပြင်ထားတယ်ထွက်စားလိုက်နော်တာဒီလိုစားပါလားစားပါမယ်မကြည့်ပါဦးတူဒီတော်မြည်လေးဆိုတော့အဖွားတားကိုတိတ်ချစ်တာငငယ်ရဆိုသူတားကိုလက်ကောင်ချတာမဟုတ်ဒီပုံလေးကတော့တားမေရှိတော့ဖေရိုးနဲ့တူတူနောက်ဆုံးရိုက်ခဲ့တဲ့မိသားစုပုံလေးပေါ့တားရဲ့သူကကြီးကိုတိတ်ကြိုက်တာတားရဲ့အဲ့ဒါကြောင့်သူ့မွေးနေ့ရောက်တိုင်းမိသားစုစုံစုံလင်လင်နဲ့အငြင်းတန်းကြီးကိုစားနေကြပေါ့ဒါနှစ်ဆန်းတစ်ရက်နေ့မှာတားမေရဲ့အဖေရဲ့အဖွားကိုခြေသေးလက်သေးညှက်ပေးခေါင်းလျှော်ပေးတဲ့ပုံလေးပေါ့တားရဲ့ဒီနှစ်တော့အဖေတယောက်ပဲကြံခဲ့တော့တာပေါ့တားရဲ့ကဲစားပါတားစားလိုက်